စနေရက်4လ2025ကျွန်တော်ဒီနေ့သတင်းမပြောခင်မှာအရင်ဦးဆုံးကျွန်တော်မေးချင်တာလေးတစ်ခုရှိတယ်စကအပြစ်ခတ်ရက်စဲရေးရက်20ရက်ထားတယ်ပေါ့နော်ရက်20ပြစ်ခတ်ရက်ထားတယ်ဆိုတာအဲ့ဒါပြည့်သွားပြီလားအရင်ရက်တွေကလည်းတောက်လျှောက်ဘုံကျဲနေရကျွန်တော်တို့ကြားတယ်တိတ်မပြောသေးဘူးဗျာဒီနေ့ကတော့ကျွန်တော်တို့ပြောစရာရှိလာတယ်အားလုံးသိကြရဲ့စကိုင်းတိုင်းငလျင်ထက်အပြင်းထန်ခံရတဲ့စကိုင်းတိုင်းအခုချိန်ထိလည်းအပျက်စီးတွေအောက်မှာတည်ဆုံးမှုတွေဟာလာအခုချိန်ထိအလောင်းတွေပြန်မဖော်နိုင်တာတွေရှိနေသေးတဲ့စကိုင်းတိုင်းအဲ့ဒီစကိုင်းတိုင်းမှာရှိတဲ့နော်တပိန်ရင်းမြို့နယ်ကြက်ခတ်ကျေးရွာမှာစစ်ကောင်စီကဘုံကျဲခဲ့တယ်တကယ်တော့ဗျာကျွန်တော်ကဒီကာလလေးတစ်ခုမှာပေါ့နော်ငလင်းလဲခံရတယ်အခုတကြံကာလကိုလည်းရောက်လာပြီဖြစ်တဲ့အတွက်ကိုဟာလာသူကိုယ်တိုင်လည်း statement ထုတ်ထားတာဖြစ်တဲ့အတွက်ကိုဘုံကျဲတိုက်ခိုက်မှုတော့ရော့သွားလိမ့်မယ်မရှိတော့တော့ဘူးလို့ယူဆတာပေါ့နော်ဒီကာလလေးတစ်ခုဒါပေမဲ့ဒီလူသက်ဖက်စစ်မိတ်စာတွေကလူမတက်ရရင်လူမသေးတဲ့နေ့မရှိရင်မနေတတ်တာလားတော့မသိဘူးအဲ့ဒီနေ့လေစနေရက်နေ့ပေါ့နော်နေ့လေတနားကြော်လောက်မှာစစ်တပ်ကနေပြီးတော့အဲ့ဒီချက်ခတ်ကြီးရွာတပရင်မြို့နယ်ကိုဘုံကျဲတိုက်ခိုက်သွားတယ်အဲ့တော့ဖုံးကြောင်ဘုံကျဲသွားတာနော်ဘုံကျဲသွားတော့ထိခိုက်မှုရှိတယ်ပေါ့ဗျာထိခိုက်မှုရှိတယ်ဘာသူတွေတည်ဆုံးသွားလဲဆိုတော့ကိုရင်3ပါးတည်ဆုံးသွားတယ်ကျောင်းသားတဦးတည်ဆုံးသွားတယ်အဖိုးတဦးတည်ဆုံးသွားတယ်အမျိုးသမီးတဦးတည်ဆုံးသွားတယ်အားလုံး6ယောက်ပေါ့နော်6ဦးတည်ဆုံးသွားတယ်သင်္ကန်းနေဆိုရင်လေးစားတယ်ဆိုဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်ကြီးပါဆိုအမျိုးဘာသာသာသနာကိုစောင့်ရှောက်ပါမယ်ဆိုအဲ့ဒါကခမည်းတော်ဖက်စစ်တပ်ရဲ့အမျိုးဘာသာသာသနာကိုစောင့်ရှောက်နေတဲ့ပုံစံလားလို့ကျွန်တော်တို့မေးစရာရှိပါတယ်တခြားနိုင်ငံရေးစစ်ရေးထူးခြားသတင်းတွေပြောမယ်ဆိုရင်တော့ပြောဖို့ရှိတယ်တရုတ်ကနေပြီးတော့ drone ပညာရှင်တွေခေါ်ထားတဲ့ကိစ္စတွေပါတယ်အဲ့ဒါနောက်ရက်မှပဲအလင်းအသင့်လို့ကျွန်တော်အလင်းအသင့်နဲ့သတင်းနဲ့ပေါ့နော်ဆက်ပြီးကျွန်တော်ပြောမယ်ပေါ့ဗျာဒီနေ့ကတော့ခုနပြောတဲ့စစ်တပ်ဒီအခုလိုမျိုးတာမန်အခြေအနေမဟုတ်ဘဲနဲ့ငလျင်ဒဏ်သင့်နေတဲ့ဒေတာမှာရှိတဲ့အချိန်သူတို့ကိုယ်တိုင်ဟလာပြစ်ခတ်မှုကိုရနာဖာမယ်လို့ကြေညာချက်ထုတ်ထားတဲ့အချိန်ပြီးတော့မြန်မာလူမျိုးတွေရဲ့ရိုးရာအတာတကြံကာလကိုဝင်ရောက်လာတဲ့အချိန်မှာတော့မှပဲရင်ကျေးမှုကိုလည်းစီးမဆောက်ကိုနှုတ်ဂတိစကားကိုလည်းကိုမတိလူသားချင်းစာနာထောက်ထားမှုရငလျင်ဘေးဒေတာဖြစ်နေပါလားဆိုတာကိုလည်းထည့်မစင်စားသာသနာပိုင်အဆောက်အုံပျက်စီးမှာပါလားဆိုတဲ့စဉ်းစားတွေးခေါ်မှုလည်းမရှိဒီနေရာကိုငါဘုံကျဲရင်တေဆုံးမှာဟာတန်ဃာတော်တွေများပါလာမလားကိုရင်တွေများပါသွားမလားဆိုတာကိုလည်းမငဲ့ကွက်ဖဲနဲ့ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဒီဖက်စစ်တပ်ဟာဘာအမျိုးဘာသာသနာကိုမှစောင့်ရှောက်နေတာမဟုတ်ဘူးမြန်မာနိုင်ငံသားတွေမသေးရရင်စိတ်မချမ်းသာတဲ့အတွက်မြန်မာနိုင်ငံသားတွေမသေးရတဲ့နေ့မရှိရလေအောင်တပ်ဖြတ်နေတဲ့လူသက်ကောင်လူမိတ်ဆာတွေဖြစ်တယ်ဆိုတာကိုလာပြောတာဗျဒါပဲဗျဒီနေ့တော့ကျွန်တော်တို့ရဲ့နေဦးတော်လန်ကြီးအောင်ရမည်